မွန်ရိုးရဝတ်စုံသည်မွန်လူမျိုးတို့၏ကျွဲဝသောတမိုင်းနှင့်ယဉ်ကျေးမှုကိုထင်ဟပ်ပြသနေပါသည်ရှေးရခင်ကမွန်ဝတ်စားစင်ရင်မှုသည်လူမှုအလွှာအလိုက်ကွဲပြားခဲ့ပြီးကိုလိုနီခေတ်နှင့်စီးပွားရေးအခြေအနေများကြောင့်ရိုးရာဝတ်စုံများမေးမိန်လာခဲ့သည်1982ခုနှစ်တွင်တက္ကသိုလ်ကျောင်းသားများနှင့်မွန်ကောင်းဆောင်များကအမျိုးသားဝတ်စုံကိုပြန်လည်ဖော်ထုတ်ရန်လှုပ်ရှားမှုတစ်ခုစတင်ခဲ့သည်ဤလှုပ်ရှားမှုမှတဆင့်အမျိုးသားဝတ်စုံနှင့်အမျိုးသမီးဝတ်စုံတို့ကိုအနီရောင်အဖြူရောင်နှင့်အနက်ရောင်တို့ကိုအခြေခံကာသတ်မှတ်နိုင်ခဲ့သည်အမျိုးသားဝတ်စုံတွင်အဖြူရောင်အင်ဂျီပေါ်တွင်အနီရောင်ဆင်းများပါဝင်ပြီးအမျိုးသမီးဝတ်စုံတွင်အနီရောင်ထဘီပေါ်တွင်အနက်ရောင်ကြက်ချေခတ်အကွက်များနှင့်အဖြူရောင်အင်ဂျီတို့ပါဝင်သည်ဤဝတ်စုံများကိုမွန်အမျိုးသားနေ့နှင့်အခြားပွဲတော်များတွင်ဝတ်ဆင်ခြင်းဖြင့်မွန်လူမျိုးတို့၏ယဉ်ကျေးမှုအမွေအနှစ်ကိုဂုဏ်ယူစွာထိန်းသိမ်းပြသကြသည်မွန်ပြည်နယ်မူရုံမြို့နယ်ရှိရိုးရာရကန်းလုပ်ငန်းများသည်ဒေသစီးပွားရေးအတွက်အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်ချီနှင့်ပိုးသားကဲသို့သောပစ္စည်းများကိုအသုံးပြုကာရက်လုပ်ကြပြီးဈေးကွက်လိုအပ်ချက်အရလက်ရကန်းမှစက်ရကန်းသို့ပြောင်းလဲလာခဲ့သည်မွန်ရိုးရာဝတ်စုံသည်ဒေသခံများအတွက်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးပြီးမွန်ပြည်နယ်၏ဂုဏ်ယူဖွယ်ရာဒေသထွက်ကုန်တစ်ခုဖြစ်လာခဲ့သည်